မော်ဝင်းစပြစ်ပင်ကြီးတခါကတော့ကြီးတစ်ခုမှာကောင်းကင်တစ်ခုလုံးတိမ်မဲတွေဖုံးလွှမ်းလို့နေပါတယ်တော်တွေကငှက်ကလေးတွေအားလုံးဟာဒီတစ်ခေါက်မိုးသက်မုန်တိုင်းကအတော်လေးပြင်းထန်တော့မယ်ဆိုတာသိနေကြတဲ့အတွက်ကြောက်လန့်နေကြတာပေါ့အဲ့ဒီချိန်မှာပဲယာနိုးဆိုတဲ့ငှက်မလေးဟာတောနက်ထဲမှာတစ်ဖြက်ဖြက်လင်းနေတဲ့နီလာရောင်အစီလေးတစ်ခုကိုတွေ့လိုက်ရပါတယ်အလိုဒါကဘလို့စီလေးပါလေမှောင်နေတဲ့ဂျားထဲမှာတောင်ပူဆုံကြီးလေးလိုလင်းနေပါလားချက်ချင်းဆိုသလိုပဲအဲ့ဒီအစီလေးတွေကနေဟိမ့်ထွက်နေတဲ့မော်ဒန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်မကြောက်ပါနဲ့ယာနိုငါကရိုးစပစ်စေးမဟုတ်ဘူးဘယ်တော့မှမကုန်ခန်းနိုင်တဲ့မှော်ဝင်စပစ်စေးပဲငါ့ကိုမြေကြီးထဲမှာတခြားလေးစိုက်ပျိုးပေးပါဘလို့မုံတိုင်းကမှမဖြိုလဲနိုင်တဲ့ခိုင်ခန့်တဲ့ခိုလုံရအမိုးကာကိုငါမင်းတို့ကိုပေးပါမယ်ရှင်ကစကားလေးပြောတတ်တာပဲလားဒါပေမဲ့မူကရော်တော့မယ်လေရှင်ကဘလောက်မြင်ကြီးထွားလာမှမို့လို့လေယုံကြည်မှုဆိုတဲ့မျိုးသားကိုသာထည့်ပြီးစိုက်ပျိုးပေးပါယာနိုငါရဲ့အစွမ်းကိုမင်းတို့မြင်လာလိမ့်မယ်တော်ရဲ့ထောင်းတနေရာမှာတော့ဘီလူးဆိုတဲ့ကြောင်ကြီးကသူ့နှုတ်ခမ်းမွေးကိုတက်ရင်စောင့်ကြည့်နေပါတယ်သူကတော့မုံတိုင်းထဲမှာအတိုက်တွေပျက်စီးပြီးအားကိုးရမဲ့ဖြစ်နေမဲ့ငှက်ကလေးတွေကိုဖမ်းစားဖို့ကြံစည်နေတာပါရန်ုံငှက်မလေးမှာမော်ဆေးတစ်ခုရထားတယ်ဆိုပဲတကယ်လို့သူသာတစ်ပင်ကြီးဆိုင်နိုင်သွားရင်ငါရဲ့စားဝဲကြီးကပြတ်တော့မှာပဲဟေ့ကာလူကြီးကဒီကိုလာစမ်းဟုတ်ကဲ့ပါချင်းကျွန်တော်ဗာမြဆောင်ရပြရမလဲရန်ုံစီကအဲ့ဒီဆေးကိုခိုးလာခဲ့စမ်းမင်းသာမခိုးနိုင်ရင်မနှက်ဖြန်မင်းရဲ့အမိကိုမြို့တီတောင်လှုပ်စားပြစ်မယ်ယာနိုဟာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့မီတူနဲ့တိုနီတို့ကိုအကူအညီတောင်းပြီးပင်ဆိုင်ဖို့အတွက်မြေကြီးတူးကြပါတော့တယ်ယာနိုမမဒီဆေးကတကယ်ပဲငါတို့ကိုကာကွယ်ပေးမှလားဟင်ညီမလေးရဲ့အတိုင်းဆိုနှစ်ကလည်းရည်ထဲပါသွားတာစစ်မပူပါနဲ့တူနီရဲ့ရှာနုရဲ့မြေသုံးထဲမှာဂျုံကြီးမှုတွေကိုငါမြင်နေရတယ်ကဲမြည်စီကိုဆက်တူးကြစို့အဲ့ဒီချိန်မှာပဲကာလူကြီးကရောက်လာပြီးနောက်ဆက်ပါတော့တယ်ဟေးယာနိုမင်းတို့ဘာလို့အလကားအပင်ပန်းခံနေကြတာလဲအဲ့ဒီကြောက်ခဲလိုအစေးကိုငါ့ကိုပေးစမ်းငါအဝေးကြီးမှာသွားလွန်ပြလိုက်မယ်အကိုဒါကကြောက်ခဲမဟုတ်ပါဘူးကျမတို့ရဲ့ဖြိုလင်းချက်ပါအကိုလည်းကျမတို့ကိုမကူညီချင်ဘူးလားကူညီရမယ်ဟုတ်လားမင်းတို့အားလုံးရင်းနှီးပြီးတေးကြမှာပဲစောင့်သာကြည့်နေလိုက်ပါကာလူကြီးကလာရောက်နောက်ဆက်ပင်မဲ့ယာနိုကတော့ယုံကြည်ချက်အပြည့်နဲ့အဲ့ဒီအစီလေးကိုစိုက်ပျိုးလိုက်ပါတယ်ညရောက်လို့မိုးသည်ထန်စွာရာချလာတဲ့အခါယာနိုကအစီလေးကိုသူ့ရဲ့တောင်မလေးတွေနဲ့ဖုံးကွယ်ပေးထားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအစီစီကနေအလင်းတန်းတွေထွက်ပေါ်လာပါတယ်ညတောင်တစ်ခါအတွင်းမှာပဲအဲ့ဒီနေရာမှာတန်မာထားကြိုင်းနဲ့တပည့်ပင်ကြီးတွေအများကြီးပေါက်ရောက်လာပါတော့တယ်ကိုင်းခတ်တွေကတိတ်တိလွန်းလို့မိုးရီတောင်မဖောင်းနိုင်တော့သလိုပင်ပေါ်မှာလည်းချုံမြိန်တဲ့အသီးတွေကဝေစာလို့နေတာပေါ့ရေတွေရမ်းတက်လာတဲ့အခါဘီလူးကြောင်ကြီးနဲ့ကာလူကြီးကန်တို့ဟာရေထဲမျောပြီးဒုက္ခရောက်နေကြပါတယ်ကဲပါအောင်ယာနိုရဲ့ငါတို့ကိုကဲပါအောင်ယာနိုသူတို့ကိုမကဲနဲ့သူတို့ကငါတို့ရဲ့ရန်သူတွေလေမဟုတ်ဘူးမီတူဒုက္ခရောက်နေတဲ့ရန်သူကိုကူညီပေးတာဟာအကြီးမြတ်ဆုံးအောင်နိုင်ခြင်းပဲယာနိုတို့တကယ်ချင်းတစုဟာဘီလူးနဲ့ကာလူတို့ကိုအပင်မော်ဆွဲတင်ပေးလိုက်ကြပါတယ်ရန်ုံငါကမင်းကိုဒုက္ခပေးဖို့ကြံစီခဲ့တာဒါပေမဲ့မင်းကငါရဲ့အသက်ကိုကယ်တင်ခဲ့တယ်ဒီနေ့ကစပြီးဘယ်ငှက်ကောင်မှငါမနှောက်ရှက်တော့ပါဘူးရေတွေပြန်ကျသွားတဲ့အခါတောအုပ်ကြီးထဲမှာငှက်တွေအားလုံးမိသားစုလိုစီစီလုံးလုံးနေထိုင်ကြပါတော့တယ်ယာနိုကအပင်ကြီးတွေအောက်မှာကလေးတွေအတွက်ကျောင်းတစ်ကျောင်းဖွင့်ဖို့အကြံပေးလိုက်ပါတယ်ရန်ုံငါနဲ့ကာလူလည်းဒီကျောင်းမှာပါဝင်လို့ရမလားငါအခုတော့နောင်တရနေပါပြီအမဲမလိုက်တော့ပဲအချိုးပြုလုပ်ငန်းပဲလုပ်ချင်တော့တယ်ဟုတ်တယ်ယာနိုကျွန်တော်အဝေးကြီးကိုပြန်နိုင်တော့တိုးတွေစီကသတင်းတွေနဲ့ဘူးတူတာတွေကိုကလေးတွေအတွက်ယူပေးပါမယ်။ရာအားလုံးအဆင်ပြေနေတော့မှပဲမော်ဒန်ကြီးထထွက်လာပြန်တယ်။ယာနိုအခုတခါအနေကရေမဟုတ်ဘူးရောပါပဲ။တင်းငယ်ကြီးတစ်ကောင်ကမင်းတို့ရဲ့မှောက်ဥယျာဉ်ကိုတိတ်ပိုက်ဖို့လာနေပြီ။ချက်ချင်းဆိုသလိုပဲကောင်းကင်ယံမှာနေအောင်ကွယ်ပြောက်သွားလာအောင်ကြီးမားတဲ့တင်းငယ်ကြီးရောက်လာပါတော့တယ်။ဒါကမှောက်ဥယျာဉ်ပေါ့လေအားလုံးထွက်ပြေးကြစမ်းဒီနေ့ကစပြီးဒီနေရာရဲ့ပင်ကငါပဲငှက်ကလေးတွေကြောက်လန့်နေချိန်မှာယာနိုကတတိရှိရှိနဲ့တင်းငက်ရှိမှပြန်တက်လိုက်ပါတယ်။တင်းငက်ကြီးဒီဥယျာဉ်ကတူးတယောက်တည်းပိုင်တာမဟုတ်ဘူး။တောအုပ်ထဲမှာရှိတဲ့သရော်တွေအားလုံးကပိုင်တာပါ။ရှစ်နေနဲ့အေးစစ်စစ်နေမဲ့ဆိုရင်ကျူးဆိုပါတယ်။ဒါပေမဲ့တင်းတိုက်ခွင့်တော့မရှိဘူး။ငှက်ဆုပ်လေးကငါ့ကိုလာတင်ပြနေတာပေါ့လေ။တင်းငက်ကြီးကယာနိုကိုအချိန်နဲ့ထိုးတုပ်ဖို့ကြိုးစားလိုက်ချိန်မှာဘီလူးကြောင်ကအချက်ပေးလိုက်ပါတယ်။တင်းငယ်ချင်းတို့တပည့်သီးတွေနဲ့တင်းငက်ရဲ့မျက်လုံးကိုပြစ်ကြယာနိုကတတိရှိရှိတိမ်ငက်ကိုရင်ဆိုင်ပြီးအပင်တွေရဲ့တိတ်သီးတဲ့အကိုင်းခတ်တွေကြားထဲကိုခေါ်ဆောင်သွားပါတယ်။အဲ့ဒီအချိန်မှာတခြားငတ်တွေကတပြည့်သီးအမဲတွေနဲ့တိမ်ငက်ရဲ့မျက်လုံးကိုဝိုင်းပစ်ကြပါတယ်။တိမ်ငက်ကြီးခမည်းမျက်စိတောင်မမြင်ရတော့ပဲမြေကြီးပေါ်ပြုတ်ကျသွားပါတော့တယ်။ငတ်တွေအားလုံးကတိမ်ငက်ကြီးကိုဝိုင်းတက်ဖို့လုပ်ကြပေမဲ့ယာနိုကတော့တားလိုက်ပါတယ်။နေကြပါအောင်တငယ်ချင်းတို့မုန်းတရားကိုအမုန်းနဲ့မဖြေရှင်းပဲမေတ္တာနဲ့ပဲဖြေရှင်းကြရအောင်။
ရာနုကတိတ်ငတ်ရဲ့မျက်လုံးတွေကိုရေကြည်လေးနဲ့ဆေးပစ်လိုက်တဲ့အခါတိတ်ငတ်ကြီးဟာအမှန်တရားကိုမြင်သွားပါတော့တယ် ငါ့ကိုခွင့်လွှတ်ပါယာနိုမင်းတို့ကသေးငယ်ပေမဲ့တကယ်ကိုတတိရှိပြီးကျင်နာတတ်ကြပါလား တင်းငယ်ကြီးရှင်အေးချင်းချင်းနေချင်းဒီเจ้าတော်ကြီးရဲ့လုံညိုရေးဆောင်လုပ်ပေးနိုင်မလား ဒါကငါအတွက်ဂုဏ်ယူစရာပါပဲဒီနေ့ကစပြီးဘယ်ရန်သူမှဒီเจ้าကိုမဖြတ်စည်းစေရဘူး နောက်ဆုံးမှာတော့တအုပ်ကြီးဟာပုံမစီလုံးသွားပြီးအာလုံဟာစပီတီဖြော်ရည်လေးတွေတောက်ရင်းပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်